ဘောလုံးလောကမှာအထူးဆန်းဆုံးစာချုပ်များအားလုံးပဲမင်္ဂလာပါ Wine Sport ကနေကြိုဆိုလိုက်ပါတယ်ဘောလုံးလောကမှာကစားသမားတစ်ယောက်ကိုခေါ်ယူတော့မယ်ဆိုရင်ပြောင်းရွှေ့ခြေတွေလစာတွေအပြင်စာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုလေးရှိတဲ့ထူးထူးဆန်းဆန်းအချက်လက်တွေရှိတတ်ပါတယ်ဒီနေ့မှာတော့ပေးသက်တွေအံ့ဩသွားစေမဲ့အထူးဆန်းဆုံးစာချုပ်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါနံပါတ်1အာကာသာထဲမသွားရ1999ခုနှစ်ကဆန်နာလက်တင်ဟာစတီဗင်ရှယ်ရက်စ်ကိုခေါ်ယူခဲ့စဉ်အခါမှာထူးထူးခြားခြားအချက်တစ်ချက်ကိုထည့်သွင်းခဲ့ပါတယ်အဲ့ဒါကတော့စာချုပ်သက်တမ်းအတွင်းအာကာသာတွေကိုခီးမထွက်ရဆိုတာပါပဲအဲ့ဒီအချိန်တုန်းကအာကာသခီးသွားလုပ်ငန်းတွေစတင်ခေတ်စားနေပြီးရှယ်ရက်စ်ကလည်းအာကာသကိုစိတ်ဝင်စားသူဖြစ်တာကြောင့်အသင်းဘက်ကကြိုတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်နံပါတ်2ဟင်းချက်တင်တန်းပေးရမယ်1999ခုနှစ်မှာပဲကွန်ဂိုကွင်းလူခိုင်မင်းဟာဖရန့်ဘတ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုကိုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့သူဇနီးတဲ့အတွက်ဟင်းချက်တင်တန်းစီစဉ်ပေးဖို့ပါသူကဇနီးဖြစ်သူအတွက်ဂျာမနီရဲ့နေထိုင်မှုပုံစံနဲ့အသားကျစေခြင်းတလို့သူ့အတွက်လည်းကောင်းမွန်တဲ့အစားအသောက်တွေကိုချက်ပေးနိုင်ဖို့ရွေခဲ့တာလို့ဆိုပါတယ်နံပါတ်3နှစ်တိုင်းအိမ်တလုံးပေးရမယ်ဂျာမန်တိုက်စစ်မှုရီနာကဘီလီဖဲအသင်းနဲ့စာချုပ်ချုပ်ဆိုစဉ်မှာနှစ်တိုင်းသူ့အတွက်အိမ်တလုံးဆောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူကအိမ်ရဲ့အရွယ်အစားကိုတိတိကျကျမပြောခဲ့မိတာကြောင့်အသင်းဘက်ကနှစ်တိုင်းမှာလီဂိုရုပ်တွေနဲ့စောက်ထားတဲ့အိမ်လေးတွေကိုပဲလက်ဆောင်ပေးပြီးတော့စာချုပ်ပါတိုင်းမှာလှုပ်ဆောင်ခဲ့ပါတယ်နံပါတ်4အနီကမတိစူးကြေးပေးမယ်မော်ဒန်ဘောလုံးလောကရဲ့လူဆိုလေးဘာလော့တယ်လီကိုလီဗာပူးတင်းတို့ခေါ်ယူချိန်မှာစီကံပိုင်းအတွက်အထူးကိုစိုးရင်ခဲ့ကြပါတယ်ဒါကြောင့်စာချုပ်ထဲမှာတရားတီတွင်ကွင်းထဲမှာတစ်ဖက်ကစားသမားကိုတရွေးနဲ့ထွေးတာရန်ဖြစ်တာမျိုးတွေကြောင့်အနီက3ချိန်ထပ်ပိုမထီဘူးဆိုရင်ပေါင်တသန်းစူးကြေးပေးမယ်လို့ထည့်သွင်းခဲ့ပါတယ်ဒါကသူ့ရဲ့ဇယက်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါနံပါတ်5မကိုက်ရဒါကတော့ကစားသမားဘက်ကတောင်းဆိုတာမဟုတ်ဘဲအသင်းဘက်ကနေကန့်သက်ခဲ့တာပါဘာစီလိုနာအသင်းကဆာဗရက်စ်ကိုခေါ်ယူချိန်မှာ2014ကမ္ဘာဖလားမှာတုန်းကချီလီနီကိုကိုက်ခဲ့တဲ့ဖြစ်ရဲ့ကြောင့်စာချုပ်ထဲမှာတစ်ဖက်ကစားသမားကိုမကိုက်ရဆိုတဲ့ချက်ကိုထည့်သွင်းခဲ့ရပါတယ်အကယ်၍ကိုက်ခဲ့ရင်ဒဏ်ကြေးအမြောက်များကိုပေးဆောင်ရမှာဖြစ်ပါတယ်နံပါတ်6ကိုပိုင်လင်စီစဉ်ပေးရမယ်နေမာဘာစီလိုနာအသင်းကိုစပြောင်းတော့ကချုပ်ဆိုခဲ့တဲ့စာချုပ်ထဲမှာအရန်ကိုစိန်ကြတဲ့ချက်တစ်ချက်ပါဝင်ပါတယ်အဲ့ဒါကတော့ဘရာဇီးကနေသူ့ရဲ့တငယ်ချင်းတွေဘာစီလိုနာအသင်းကိုလဲလာမယ်ဆိုရင်ကုန်ကျစရိတ်အားလုံးကိုကလပ်အသင်းဘက်ကနေကြားခံပေးရမယ်ဆိုတာပါပဲဒါတွေမကသေးပါဘူးသူ့ရဲ့တငယ်ချင်းတွေအချိန်မီလာရောက်လဲပတ်နိုင်မှုအတွက်တွားလာရေးအစဉ်ပြေအောင်စီစဉ်ပေးခဲ့ရပါတယ်နံပါတ်9ဖနက်အနီအောင်မစီးရ Dash Queen လက်လူ Van der Vet ဟာ Real Betis ကိုပြောင်းရွှေ့တဲ့အခါမှာစာချုပ်ထဲမှာတားမြစ်ချက်တစ်ခုပါဝင်လာခဲ့ပါတယ်အဲ့ဒါကတော့ဘလူးဖနက်မျိုးကိုပဲစီစီအနီအောင်ပါတဲ့ဘောလုံးကဖနက်ကိုလုံးဝမစီးရဆိုတာပါပဲအကြောင်းရင်းကတော့အနီအောင်ဟာသူတို့ရဲ့မြို့ကန်ပြိုင်ဘက်စီဗီလာအသင်းအရာဖြစ်နေလို့ပါပဲနံပါတ်10ကိုပိုင်ဂျက်လီနဲ့အားလိုက်ရဲ့ရုရှားကလပ်အန်စီဟာအီတူကိုခေါ်ယူခဲ့စဉ်တုန်းကကမ္ဘာလာစာအများဆုံးကစားသမားဖြစ်အောင်ကမ်းလှမ်းခဲ့ရုံနဲ့မကပါဘူးအီတူကရုရှားမှာမနေခြင်းပဲမော်စကိုမြို့မှာပဲနေခြင်းတာကြောင့်ပွဲကစားဖို့အတွက်မော်စကိုကနေအသင်းရှိရာစီကိုပိုင်ဂျက်လီနဲ့အမြဲတမ်းပြန်တန်းပို့ဆောင်ပေးရမယ်ဆိုတဲ့ချက်ကိုပါစာချုပ်ထဲကိုထည့်ခဲ့ရပါတယ်နံပါတ်9ပွဲကြည့်စဉ်ကနေပဲကြည့်အာဆင်နယ်အသင်းကဆောက်တန်နန်စီကနေချိန်မာလင်ကိုခေါ်ယူခဲ့စဉ်တုန်းကစာချုပ်ထဲမှာတပွဲကိုမိနစ်20ထပ်ပို့ကစားရင်ဆောက်တန်နန်အသင်းကိုပေါင်1000ထပ်ပေးရမယ်ဆိုတဲ့ချက်ပါဝင်ပါတယ်ဒါကြောင့်လဲအာဆင်နယ်အသင်းနီးပြအာဆီဝင်းကချိန်မာလင်ကိုပွဲကစားချိန်80မိနစ်လောက်ကြာမှလူစားလေးထည့်လေးရှိတာကိုပေးသက်တွေကသတိထားမိခဲ့ကြပါတယ်နံပါတ်10တပတ်2ရက်ကလပ်တက်ခွင့်ဘရာဇီးကနေရိုနယ်ဒီညိုကတော့ကွင်းထဲမှာရောကွင်းပြင်ပမှာပါပြောနေတဲ့သူပါသူက2011ခုနှစ်မှာဖလာမင်ဂိုအသင်းကိုပြောင်းရွှေ့တဲ့အခါစာချုပ်ထဲမှာတပတ်ကို2ညကလပ်တက်ခွင့်ပေးရမယ်ဆိုတဲ့ချက်ကိုတောင်းဆိုခဲ့ပြီးအသင်းဘက်ကလည်းလက်ခံခဲ့ပါတယ်ဒီကနေ့ပြပေးသွားခဲ့တာကတော့ဘလုံးလောကကအထူးဆန်းဆုံးစာချုပ်များအကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်